တစ်တာကြီးပွင့်ထွက်သွားတဲ့အချိန်မှာမောင်မောင်မြင်လိုက်ရတဲ့အရာကသူ့ကိုတွေးပြတ်သွားစေပါတယ်။ကဲဇလိုင်းရဲ့အဆုံးသတ်ပိုင်းကိုဆက်လက်နားဆင်ကြည့်အောင်ပါ။တစ်တာတဲကနေထွက်လာတာကလူမဟုတ်တယ်လို့တရေလည်းမဟုတ်ပါဘူး။အသားရည်ဒီအရေးပျော်ကျနေပြီးလက်ချောင်းဒီနေရာမှာချွန်ထက်တဲ့အယိုးစုတွေနဲ့တတဝါကြီးတကောင်ပါ။အဲ့ဒါဟာဦးဘုံကျဲတကယ်ရုပ်သွင်းအစစ်အောက်လန်းနီးနဲ့မွေးထားတဲ့ကိုဘွားကြီးထင်နေပါတယ်တတဝါကြီးကမောင်မောင်စီကိုတရွတ်တိုက်လာနေပြီဦးဘုံရဲ့ရေထန်းကတအိမ်လုံးကိုတုံခါစေတယ်ဦးဘုံမင်းရဲ့အသက်တက်ကငါ့ကိုနောက်ထပ်10နှစ်အသက်ရှည်စေလိမ့်မယ်တေးပြီးတော့မောင်မောင်အသက်လူဖို့အခန်းထောင်းကဖျားဟောင်းလေးစီကိုအားကုန်ပြေးသွားတယ်ဖုံတွေတက်နေတဲ့ဖျားစင်ပေါ်မှာတခုတည်းသောမျော်လင့်ချက်အဖြစ်ခြေခေါင်းလေးတစ်ခုတွေ့လိုက်ရတယ်တတဝါကြီးရဲ့လက်သေးတွေကမောင်မောင်လဲပင်ကိုထိလူနီးပါထိနေချိန်ပါပဲ down ခေါင်းလောင်းတန်မီသွားတာနဲ့တပြိုင်နက်တအိမ်လုံးမြင်းငလိမ့်လုတ်တယ်လို့တုံခါသွားပြီးဦးဘုံရဲ့ခန္ဓာကိုယ်ကြီးကမီးလောင်တယ်လို့အငွေ့ကြီးထွက်လာတယ်နေရောင်ကြီးအနှဲငယ်ထွက်ပေါ်လာတဲ့အချိန်မှာတော့မောင်မောင်ဟာရွာပြင်ကမြေပုံဟောင်းကြီးပေါ်မှာတတိမိတ်ဒီလဲချနေတာကိုရွာသားတွေတွေ့လိုက်ရတယ်။သူတတိရလာတဲ့အချိန်မှာလူတွေကမေးကြတယ်။မင်းဘလို့ဖြစ်တာလဲတဲ့။မောင်မောင်ကလက်ညှိုးတုံရင်ရဲနဲ့ရွာလူကြီးအိမ်ရှိရာဘက်ကိုညွှန်ပြလိုက်တယ်။ဒါပေမဲ့သူမြင်လိုက်ရတာကရွာသားတူမောင်မင်းဘာတွေပြောနေတာလဲရွာလူကြီးဦးဘုံဆုံးသွားတာလွန်ခဲ့တဲ့10နှစ်ကတည်းကလေသူ့အိမ်ကြီးကလည်းမီးလောင်ပြီးပြာပုံဖွတ်သွားတာကြာပေါ့မောင်အံ့ဩသွားလီသူ့လက်ကိုကြည့်လိုက်တဲ့အခါသူ့လက်ထဲမှာဦးဘုံဝက်လက်ရှိတဲ့လက်စွပ်အိုကြီးတကွင်းပါလာတာကိုတွေ့လိုက်ရတယ်ဒါတင်မကသေးဘူးသူ့လဲပင်မှာလည်းအေးဆက်လက်ဖွေလေးကအထင်းအသားကြံရင်းနေမှာတော့တယ်ရွာလူကြီးဦးဘုံကတကယ်ပဲတေဆုံးသွားတာလားဒါမှမဟုတ်တစုံတယောက်ရဲ့ကိုယ်ထဲမှာဆက်လက်အသက်ရှင်နေတာလားမောင်လက်ထဲကလက်စွပ်ကဘာကိုဆိုလိုတာလဲ